ကျွန်တော်မှကောင်းတဲ့ထက်ကမကောင်းတာပါတော့ကြီးစားထားလို့မရဘူးကြီးစားထားရင်ညနေပါလာသွားချစ်သူအတွက်ချိန်ပေးရမပေးနိုင်တော့ဗော်လီဘောရိုက်လိုက်ဘောလုံးကန်လိုက်စာကြည့်လိုက်သွားလိုက်အဲ့မှာကျွန်တော်ကောင်မလေးတယောက်တွေ့ထားတယ်ဗျအဲ့သူရောက်စားရတွေ့တယ်သူကလှပါသူကလှရတယ်ပို့ပြီးတော့ရင်ပါတယ်ရင်နာတဲ့ပို့ပြီးတော့ရှက်တတ်တယ်အရန်ရှက်တတ်တာကျွန်တော်ကလည်းကိုယ်တိုင်ကတော့ပြန်ကွဲပါဒါကြောင့်မလို့ထင်တာပါပဲရှက်တတ်တဲ့မိန်းကလေးကိုဟိုသဘောကျတယ်ဟိုမိန်းကလေးအလှရှက်ရွံ့မှုလေးပါမှပြည့်စုံတယ်ရွှေဖလားကိုအနာကွတ်တင့်တယ်မရှက်တတ်ဘူးမလီလှပါရဲ့ပြန်ကိုကွဲလို့ကြောက်တယ်သူမချစ်ရဲ့အဲ့မိန်းကလေးကရှက်တတ်လိုက်တာဘလောက်မြန်ရှက်တတ်သတုံးလမ်းလျှောက်ရင်စားစိုးနဲ့ညီးတယ်လှုပ်လီသီးကကြီးနဲ့ရွှေပိုးဒီအသာတွန့်တယ်လို့လွန့်ငါသွားမှတ်ရလို့ပြောလိုက်ဦးမုံရွာသူသိရှက်တတ်တာပဲအဲ့ဒါလေးကိုသဘောကျဘလောက်ရှက်တတ်တော့တက်ကစိုးသက်တန်းလေးနဲ့မှနှက်ခါမှောက်လဲမှာပေါ့သူ class ကူးလို့ရှိရင်စောင့်ကြည့်နေတဲ့ကောင်တွေအများကြီးခုနလိုစာအုပ်ကလေးတွေကျွန်တော်တို့ခက်ကခုလိုအိတ်တွေပါယူကြည့်မင်းကလေးတွေစာအုပ်ကလေးလိုပိုက်ပြီးတော့သွားအဲ့ဒါစတိုင်များသူလာခုလည်းပြန်ပိုက်ရင်ပိုက်ကြည့်ရအဲ့ဒါကိုစောင့်ကြည့်တော့လာပြီးအများကြီးခြိလန်းမုံကိုကြည့်တော့ကြည်မှန်းသိတော့သူကများရှက်တာဟောရှက်တော့သူ့ချောင်းနဲ့သူတိုက်လဲအဲ့လိုလဲတယ်ကြားတိုင်းကျွန်တော်ကစိတ်မကောင်းတနားကိုယ်နဲ့လည်းဘာမှမဆိုင်ပါဘူးဒုတိယနေ့ကျတော့ကျွန်တော်ဘောလုံးကန်ရင်းနဲ့ဒူးပြုတ်သွားပါလေအရွတ်ပွဲထွက်သွားပြန်ကု45ရက်ပြည့်ဗော်လီဘောပြန်ရိုက်ထပ်ကွယ်သွားဆေးရုံပြန်ရောက်ဆံဝဲကုတတိယချိန်ပြန်ကွဲတော့ဆံဝဲပြောတယ်နောက်တစ်ခါလာရင်ဒူးကောင်းဖြတ်ပြင်းမယ်ကျွန်တော်မကစားတော့ပါဘူးဘောလုံးလက်ရွေးစဉ်ဗော်လီဘောလက်ရွေးစဉ်အော်တိုပြုတ်သွားဆိုးရအကောင်းကဟန်ကြပြန်ပြီကြီးစားထားလို့ရပြီကျွန်တော်မင်းကလေးနဲ့တွဲတဲ့ကောင်မလေးတွေကိုမေးသူပြောပေးစမ်းမလေးရှက်လို့တော့သေသွားအောင်ပြောခိုင်းလို့မရဘူးဒါနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မတင်မိနင့်ခန်းနံပါတ်ဘယ်လောက်တုံး1 2 3မှတ်လို့လွဲတာနော်1 2 3သိပြီသူခန်းအဲ့ဒါဆိုသူခန်းလဲအဲ့ဒါနောက်တဲ့နေ့ကစာ1 2 3ကိုကျွန်တော်စာရေးတာကျွန်တော်နေတာရွှေပြေးဆောင်ဒီဘက်ကသစ္စာဆောင်ကြားထဲမှာစာတိုက်ရှိတယ်ကျွန်တော်စာရေးပြီးတော့စာတိုက်ကိုသွားထက်စာတိုက်ကလူတွေကသစ္စာဆောင်ဖို့3ရက်ကြာတယ်စာတိုက်ထုံးစံမယ်လမ်းခေါ်ရင်ကြားတယ်ကျွန်တော်စောင့်ရတယ်တပတ်ပြည့်ကျွန်တော်တို့စာဝေပုံကအခန်းတကားကနေအောက်ကိုထိုးပစ်ခဲ့ကျွန်တော်တို့ကြောင်းဆင်းလို့သွားရင်တကားဖွင့်လိုက်တာနဲ့ဝေထားတဲ့စာတွေတက်နင်းတာကျွန်တော်တကားဖွင့်သေးချာကြည့်သူ့စာကလေးများထိုးထည့်ထားမလားလို့မတော်တဆတက်နေပြီတစ်သက်လုံးဝန်းနေရအနုစိတ်တယ်နော်အနုစိတ်မလာပါဘူး6ဆောင်ကြတော့တနည်းအဲ့လိုတကားကိုရိုးသေးဖွင့်တွေ့ပြီကြည့်လိုက်ဟုတ်လောက်တယ်ဘာလို့လဲတစ်စိတ်တုံးကတက်ကစိုးထူထားတယ်သူပဲပျော်လိုက်တာဗျာဝန်တာအားရဖောက်ဖက်တချောင်းနဲ့ပဲအရေးအတွက်အိစမရှိပါဘူးအရေးချင်းရေးကြည့်ပါကြည့်လိုက်တယ်လုံးဝမဖြစ်နိုင်ပါဘူးရှင်ရုံးစာရေးတာကြလို့လုံးဝပါသေး
မဖြစ်နိုင်ပါဘူးရှင်ဆိုတော်ရောပေါ့ကျွန်တော်အဲ့ဒါလက်ကလူလူရဲ့ဂျုံမြဘယ်လျှော့မလဲထက်ရေးနောက်ထပ်6ဆောင်ရေးတော့တကားဖွင့်မှာစာတစ်ဆောင်တွေ့ပြန်ပြီဆွဲဖောက်လိုက်တယ်6ကြောင်းဒါတော့ဟုတ်ပြီတိုးတက်ပြီအဲ့ဒါလေးကိုကျွန်တော်ဖတ်တယ်ရှင်းတဲ့သိဇွဲကောင်းတာပဲရှင်းရဲ့ကြိုးစားမှုကိုကျွန်မလေးလေးစားစားတန်ဖိုးထားပါလေဒါကြောင့်မို့လို့ရှင်းကိုပြန်ချစ်နိုင်ဖို့ကျွန်မကြိုးစားပါလေဒါပေမဲ့ကျွန်မနှလုံးသားကရှင်နဲ့ပတ်သက်လို့လုံးဝမလှုပ်ရှားပါဘူးရှင်ဒီမှာလည်းလုံးဝပါသေးပို့ဆိုးတာပေါ့ဗျာနှလုံးသားမလှုပ်ရှားဘူးဆိုတော့သေးပြီဟုတ်တော့ဗျာကျွန်တော်မလျှော့ပါဘူးတင်ရင်ကြိုးစားပါနောက်တော့ကြောင်းတိုက်ဆိုင်မှုလေးတစ်ခုလည်းရှိပါတယ်သူမသိလေနှလုံးသားကိုနိုးချစေတဲ့အကြောင်းလေးတစ်ခုရှိတော့ကျွန်တော်စာလေးတစ်စောင်ပြန်လိုက်ပါရှင်လိုချင်တဲ့ဖြေပေးလိုက်ပါပြီပေးလိုက်အောက်ကဆက်ပါသို့တော့ကျမရှက်တယ်ဘယ်သူကမှမပြောပါနဲ့တယောက်မှရှင်းငယ်ချင်းတွေလည်းမပြောပါနဲ့ကျမနဲ့အเจ้าမှတွေ့ရင်လည်းလုံးဝနှုတ်မဆက်ပါနဲ့ခေါ်လည်းမခေါ်ပါနဲ့ပြောလည်းမပြောပါနဲ့ဒီတိုင်းပဲမသိတယ်လို့နေပါညနေပါလာဖို့လည်းလုံးဝစိတ်မကူးပါနဲ့အဲ့ဒါကြီးကိုဖတ်ပြီးတော့ပျော်လဲပျော်တယ်မောလဲမောတယ်ကျွန်တော်လည်းအတူတူခန်းနေပဲတငယ်ကြီးညကျကျွန်တော်စာရေးဟဲ့လုံးမနေနဲ့မသိတော့ရမှာမဟုတ်ဘူးဒါတော့ရှက်တတ်တာအဲ့နေညာအဲ့လိုလာပြောကျွန်တော်ဒီကောင်ပြန်ပြောချင်တယ်ရပြီရနေပြီမင်းမသိလို့ပြောတာတော့ကြွားချင်တယ်ဗျာ तू ကမပြောရဘူးဆိုတော့မပြောရဘူးဒါပေမဲ့အဲ့ဒီမပြောရတာကြီးလည်းပျော်တယ်ဗျာကျွန်တော်ကိုယ့်ရင်ထဲမှာကြိတ်ပြောနေရတာပေါ့ဒီတိုင်းပဲနေရပါလေနှုတ်လည်းမဆက်ရပါဘူးဘယ်လိုကြီးမှလည်းမသိဘူးနောက်ဆုံးနေ့ရောက်တဲ့ခါကျတော့နောက်ဆုံးနေ့ရောက်ငါတို့ခွဲခွာရတော့မယ်သူများချစ်သူတွေလို့တွေ့ကြမှာလေတွေ့ခွင့်ပေးပါဒါလေးပြောနေအကြောင်းရှိတယ်နော်ဒါတို့သမီးတို့အကြောင်းရှိတယ်သက်ကြီးမှငယ်ငယ်ကလေးကလားတွေပြန်ပြောချင်လို့မဟုတ်ဘူးသိကိုအရေးကြီးတဲ့အကြောင်းရှိတယ်ဗလန်တိုင်းဒေးချစ်သူများနေ့အချစ်ဆိုတာဘာလို့ဆိုတာပြောချင်တယ်ဒီနေ့ယမတ်တဏှာတွေကိုအချစ်ထင်နေကြတယ်အဲ့ဒီယမတ်တဏှာတွေကတဏှာကိစ္စယမတ်ကိစ္စပြီးတာနဲ့ဘာမှမကြံတော့ကြံဖုတ်ဖက်ခါထားပါအချစ်နှလုံးသားထဲမှာကြံတယ်မြဲတယ်ဆွဲတယ်ခိုင်မာတယ်မျက်နှိုးတယ်တသက်တာဘဝဖော်ကောင်းနေဖြစ်တယ်သိကြီးကျယ်အဲ့ဒီယတ္တသင်္ခါရအရေးကြီးဆုံးအဲ့ဒီအချစ်ကိုသေးသေးသိမ့်သိမ့်မမှတ်ယူသင်ဘူးလို့ပြောချင်တယ်ဒီတော့ကျွန်တော်သူ့ကိုခွင့်တောင်းတယ်တနေ့လောက်တွေ့ချင်ပါလေစာလေးပြန်လာဒီကတနင်္ဂနွေနေ့မနေ့9 နာရီသစ္စာဆောင်နောက်ဖက်ပောက်ကလာဆောင်လာဘယ်သူမှမတွေ့ခင်တက်ကတူတွေကထွက်ကြမယ်ရှက်ရတယ်ကျွန်တော်အဲ့ဒီမနေ့က3 နာရီရေထချိုးနေပါအေးမိသေးရင်လည်းသေပါသေးတော့4 နာရီဆင်းသင့်ဖြစ်ပြီးသွားပြီ4 နာရီခွဲသစ္စာဆောင်နောက်ဘက်ကပေါက်ရောက်အုတ်ခုံလေးထိုင်ကဘာဦးလူတို့နေနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါတယ်ချက်သူမျော9 နာရီတိထွက်လာဟိုးလာလိုက်ကြည်နူးလိုက်တာနှမ်းကြည့်လာပြီကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူ့လမ်းသူကြည့်လာနေမကြည့်ချင်နေပါစေလာနေပြီးရောကျွန်တော်လည်းမထပါငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျွန်တော်ရှိတဲ့ရောက်ပြီးမရက်ဘူးဆက်သွားတယ်သွားပေါ့ကျွန်တော်သိတာပဲကျွန်တော်မတ်တထပြီးတော့သူဘေးနာလိုက်ပါပခုံးချင်းမထိရပါဘူးမထိပါထိဖို့မလိုပါဘူးမထိချင်နေပါစေဘေးချင်းရှင်သွားနေရကောင်းလိုက်ကြည်နူး
အချစ်ဆိုတာအဲ့ဒါနူးညက်တယ်သိမ်မွေ့တယ်ထိမှမဟုတ်ဘူးပြင်းရှင်သွားမြင်လဲတစင်းစောကြီးရောက်နှံ့ခေါ်မြင်လဲပေါ်တက်ဘယ်သူမှမတွေ့သေးဘူးကျွန်တော်တို့နဲ့မြင်လဲပေါ်ရောက်သူဟိုဘက်ခုံထိုင်ကျွန်တော်လူလဲလောက်ပြီးသူခုံသွားမထိုင်ပါဘူးသူနဲ့မျက်နှာချင်းဆိုင်ခုံထိုင်သူရှက်တတ်တယ်လေနားလေပြီးမြင်လဲတစင်းနဲ့စီးနေရမှာတော့ဘာလို့သေးဘူးတခုံနဲ့မထိုင်ရလည်းကိစ္စမရှိသူကျွန်တော်ဘာမှလည်းမပြောကျွန်တော်လည်းဘာမှမပြောကျွန်တော်တို့ညောက်ကဘာတွေမှလည်းမသိပါဘူးမြင်လဲသမားကြီးကိုပြောတယ်ဘုရားကြီးနောက်မဟုတ်ဘူးမမြင်လဲသမားကမြင်းကိုစကြိုးဆွဲရတဲ့သေရပြားနှစ်ပြားကိုစုံဆောင်ဆွဲပြီးရိုက်လိုက်ပြောင်းမြင်းမလေးကပြေးတာခွက်ကဘာပေါ်မှာအသားရဆုံးဂီတပဲ pop music ပဲတာယာလိုက်တာမြင်လဲသမားကကြာပုတ်ကိုဝိတ်ရမ်းပြီးတော့မြင်းကိုရွှမ်းကနေမောင်းကျွန်တော်လှမ်းကြည့်ကဘာပေါ်မှာအလှဆုံးအကဟောသိလှတာပဲဒီကြာပုတ်ရမ်းနေကျွန်တော်မျက်စိထဲမှာကုန်းလှဓမ္မပင်နဲ့နေလှလေကလေးတိုက်နေတာအေးကောင်းဖျားကြီးနောက်မှုရောက်ရွှေကြက်ရက်ကိုဖျားကိုသွားမယ်လူရှင်းသူများပြောတယ်ကြားဘူးလို့မရောက်ဘူးပါအဲ့ဒါနဲ့စကိုင်းကားကိုစီးရမနဲ့စောစောဆိုတော့ရှေကန်းကလူမပါဘူးစပယ်ကအတွဲလေးမှန်းပြီးတော့ရှေကန်းတဲ့ဟန်ကြပဲပြေးလို့ရသူရှေရတဲ့ကျွန်တော်နောက်ကတဲ့ထိုင်ညအဲ့ထိလည်းစကားမပြောပါသွားမင်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာတွေရှိတယ်ဗျမယုံမရှိအဲ့လောက်ရှက်တတ်တဲ့မင်းကလေးကသူ့ပစံအိတ်ကလေးတွေကတရားလုံးလေးတစ်လုံးထုတ်ပြီးကျွန်တော်ဘက်ကပြီးမကြည့်ဘူးလူလေးပြီးကြည့်စရာမလိုဘူးအဲ့တရားလုံးလေးကျွန်တော်ယူတယ်စကလုံးပေါင်းထောင်တောင်းပြောတာတဲ့တန်ဖိုးရှိဒါလေးစက်ကူခဲဘက်ကလေးမဆုပ်အောင်ခွာတယ်ဆုပ်သွားတော့ဘာဖြစ်လဲမဆုပ်เสียဘူးချစ်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုပါဇက်တဲ့ထက်ကဘာပေါ်မှာအဲ့ဒီချိုးတာမရှိတော့ချိုးဆုံးပဲခဲဘက်စက်ကူလေးသူမမြင်အောင်အိတ်ထဲထက်တင်ရအောင်မယ်တရားရီတွေညက်ပြီးတင်ရအောင်ဒါရီဟာအခြေသင်္ကာရမြတ်တာဒီပါပဲရွှေကြက်ရောက်တော့ကားပေါ်ကဆင်းတော့ကြတယ်နှုတ်ပေါက်ဆိုတော့လက်ပန်းလေးကပွင့်လိုက်တာတဖြုတ်ဖြုတ်နဲ့ကျွေးဇယက်တန်လေးကညံလို့အဲ့ဒီဇယက်တန်လေးကကြီးတာဗျအရင်တော့ကနားပူတာနားကြီးဆူညံနေတာပဲကွာဇယက်တန်လေးမကြိုက်ရင်ဆူညံနေကြိုက်တော့ဂီတตายာလိုက်တဲ့တန်လေးလက်ပံမွန်ကြီးတွေကတဖြုတ်ဖြုတ်ကျွေးမြေမခတဲ့တဝက်ကိုလေထဲမှာလိုက်ဖမ်းမိပြီသူ့ကိုသွားပြီးတော့ပေးတယ်ယူတယ်ပန်လို့လည်းမရပါဘူးမရချင်နေပါစေဒါလေးသူကအမျက်တနုယူဆက်သွားရေးစားတယ်ပထမဦးဆုံးချက်သူစီကကြားရတဲ့စကားသုံးလုံးရေးစားတယ်ဟုတ်တာပေါ့နှွေရသည်ကြီးချွေးတွေကစိုးလို့ရတယ်ကျွန်တော်ရေးရှားပါတယ်ရေးရှားတယ်ဆိုခက်ခက်ခဲမှုပေါ့ဟိုဒီမျက်စိကစားတာကျွန်တော်တို့အညာဒေသရွာဆက်ဝေးရင်ရေအိုးစင်တယ်ရေအိုးစင်ရှိမှာပဲတွေ့ပြီဟိုမှာတက်ကလေးမိုးလေးရေအိုးလေးကစိတ်အေးလို့သသားပြားလေးဖုံးပေါ်မှာရေမှုတ်ကလေးတင်ထားခွက်မုတ်ရေမှုတ်ကလည်းရေညှိတက်တော့စိတ်ဆိုးအဲ့ဒီခက်ကရေတံဘူးခက်မဟုတ်ဘူးဘီဘိုးလည်းမသိဘူးစီဘိုးလည်းမသိဘူးဟိုမှာတွေ့ကျွန်တော်ခေါ်သွားရေမုတ်ကလေးနဲ့ဓမုတ်ပြစ်ခတ်သူပေးပါတယ်နောက်ထပ်မင်းကလေးများရဲ့မွေးရပါအနုပညာတွေ့ရပြန်ပြီအဲ့ဒီဆက်တသောမင်းကလေးကကျွန်တော်ပေးတဲ့ရေဓမုတ်တောက်တယ်တဝက်ပုံအောင်တောက်တဝက်ချန်ထားတယ်ကျန်တဲ့တဝက်ကျွန်တော်ပြီးဒိဗေကတော့
သူ့ကိုမယုံရင်သူတောက်ပြီးကြံတဲ့တော့တောက်ပါဟာပဲယုံလိမ့်အဲ့ဒီရေတော့ကိုအောင်တောက်ရုံနဲ့မကောက်ရေမှုတ်တော့ဝါစားခြင်းသေးတောက်တယ်ကုံတော့ကျွန်တော်လည်းမဝသေးပါဘူးသူလည်းမဝသေးပါဘူးကျွန်တော်သိပါနောက်တစ်မုတ်ထပ်ခတ်ကျွန်တော်တော့ဝက်တောက်ကျန်တဲ့တော့သူပြီးကျွန်တော်နောက်လိုက်သူတောက်တယ်သူလည်းမယုံပါဘူးကဘာပေါ်မှာနော်တန်ဖိုးကြီးဆုံးရေနှမုတ်ပါပဲချောကလက်မစ်ရှိတ်ဘာညာသွားစမ်းဘာသာကျွန်တော်တို့ရေနှမုတ်နဲ့မလဲနိုင်အချစ်ရဲ့သင်္ကာရရတ္တရဲ့သင်္ကေတတွေပါပဲအဲ့ဒီဟာတွေကနှလုံးသားမှာတသက်မမေ့ပါသူနဲ့ကျွန်တော်နဲ့အခုဒီနေ့ဗလန်တိုင်းဒေးမှာလူတွေကချောကလက်ပေးတယ်အဲ့ဒီရင်ကျိမ်းမှုကိုကျွန်တော်သဘောကျတယ်ချောကလက်ကချိုးတဲ့ထဲမှာခါတာလေးပါစိတ်နာလေးပါစေထန်းနေကညိကျွေးတဲ့ကောင်တော်လိုက်တာအဲ့ချောကလက်ပေးချစ်သူကိုပေးချောကလက်ကလေးစားတို့တော့သားတို့သမီးတို့တတိပေးပြရသူသမီးတို့ဒီနေ့ကာလမှာအချစ်တင်ကြတဲ့ချောကလက်တွေမရိုးသားတော့ရုပ်မှာကုန်ပြီအဲ့ဒီချောကလက်ထဲမှာလိန်စိတ်ကြွစေးတွေထည့်ထားအဲ့ဒါစားမြင်တော့ငါပါမော့လိန်စိတ်ကြွပြီဆိုပါစို့တဏှာမှာခေါ်သွားမယ်အဲ့ဒီသာတစ်ခုကိုခေါ်သွားမယ်အဲ့ဒီသာတစ်ခုကိစ္စမှာလိန်ကိစ္စတွေဖြည့်ရှင်းကြမယ်ဖြည့်ရှင်းကြလိမ့်ယမက်တဏှာကိစ္စတွေပြီးသွားပြီဘာကြံတော့ဘာမှမကြံဘူးကျွန်တော်တို့ရေနှမုတ်ကအသက်ထက်ဆုံးလွမ်းနေကြံတယ်အဲ့နောက်တော့ရှုကျက်ရဲ့ရောက်သူကချမ်းသာကျွန်တော်တငယ်ချင်းတယောက်စင်းရင်တောက်တာတလားတီးတီးပြည့်ပြီးလုံကြီးနဲ့အင်ကြီးမထပ်သေးဘူးကျွန်တော်ကဆင်းရဲတယ်အစိုးနှစ်ထည်ပဲရှိဆန့်ကျင်ဘက်ကွာအဲ့နေကသူကကျွန်တော်ပြောတယ်ဒီနေ့ဒီပစိုးဝက်လာမှထင်သားပဲနေတိုင်းသူတွေ့နေပဲကျွန်တော်ပြန်ပြောတယ်မထင်စရာပါရှိလေမနေ့ကဟိုပစိုးဆိုတော့ဒီနေ့ဒီပစိုးပေါ့ကွာမိမိပါတွေကသဘောတူပါမလားကျွန်တော်မေးသူကပြန်ပြောတယ်တူမယ်မထင်ပါဘူးအတော်အားတက်စရာကောင်းပါလေဘယ်လိုဆိုရင်တူမတော့တက်ကတူမှာဆရာပြန်ဖြစ်ရင်တော့သူပြောလို့အဆင်ပြေမယ်ထင်ပါတယ်တဲ့ဆရာဆိုတော့နိဗ္ဗာန်နေလက်ထောက်ကတိကကနေထပါမောက္ခနော်ပါမောက္ခနောက်ဆုံးကျောင်းဦးကြီးဆိုပို့တော်ဟန်ကြောင်းဝိုင်းတော်လဲနေကျွန်တော်ကအဲ့လိုစဉ်းစားတက်နိုင်ဖြစ်ချင်တယ်ဖြစ်ရမယ်ကျွန်တော်တော်တယ်ဗျာစားတော်တယ်တွေ့ကြုံမယ်တော်တယ်အေးစိတ်ချဖြစ်စီရချုံလိုက်ပါမယ်နောက်ဆုံးနှစ်တိုင်း grade 4 grade 5ဖတ်တယ်တိတ်တော့နောက်ဆုံးနှစ်မှာကျွန်တော် grade 3ပါကျွန်တော်တက်ကတူမဟာဝိဇ္ဇာ7တက်မှာစိုးလို့ပါတက်ပြီးရင်တက်ကတူဆရာဖြစ်မှာစိုးလို့ပါလက်တကန်းကလေးကျွန်တော်အတွက်မခုံရပါဘူးမိတဲ့ grade 4ကလွယ်လေးမိတဲ့ grade 4ကမရလိုက်ပါညအထိထွက်ပြီးသားမနဲ့နှက်ပြန်မနဲ့ပါဇက်အောက်ခါနီးမှာညအခါမှာပြင်လိုက်ကြတယ်ကျွန်တော်တော်တယ်ထက်တယ်အဲ့ဒီမှာဆရာမဂိုင်းနှကိုင်းကွင်းဟိုတခိုင်းဘက်ကဒီကောင်ရိုက်ငါတို့ဘက်ကနာမယ်သူတို့ချင်းရဲ့ကြားမှာညက်ပြီးတော့ကျွန်တော်တက်ကတူရောက်လာဖို့ကြေကွဲလိုက်တာဗျာဝင်နေလိုက်တာဘဝကြီးတစ်ခုလုံးမျောလင်းချက်တောင်းနှန်းနေအိုးတဖြုတ်နဲ့ပြိုးကျသွားတာကုန်ပါပြီဝေဝါဘာမှခွန်အားမရှိတော့ပါဘူးဘဝကို planning သေချာချမှတ်ပြီးတော့အကောင်းဆုံးနေအကောင်းဆုံးကြိုးစားရည်မှန်းချက်ထား
သားတို့သမီးတို့ကိုပြောချင်ပါတယ်မင်းတို့ well prepare ဘလောက်လှုပ်လောကမှာဒီလိုတစ်ချက်တည်းဖြတ်ရိုက်ချလိုက်တာမျိုးတွေကြုံရတတ်ပါတယ်ကြုံရတတ်ပါအတိတ်ကံလို့ပြောရင်လည်းရပါတယ်ဆရာကိုတိုင်မှာပြောကြပါတယ်တိုင်ရင်ပါမောက္ခအစဒုက္ခရောက်ပါလေအဲ့လိုလှုပ်ချင်တဲ့အထက်ပါမောက္ခမပါပါမပါတဲ့ကျွန်တော်ဆရာကြီးကစအရင်ဆုံးဒုက္ခရောက်မလှုပ်တော့ပါလှုပ်တော့အဲ့ဒီမှာသားတို့သမီးတို့ပြောချင်ပါတယ်ကျွန်တော်ချစ်သူနဲ့လည်းဝေးပြီပေါ့ဝေးပြီပေါ့တက်ကယ်ဆိုဆရာဖြစ်မှာအစင်းစင်မြင့်မှမှုသူ့မိဘတွေကစဉ်းစားရုံရှိမှာခုလိုစဉ်းစားကြမလို့ထက်တန်းပြတော့မဟုတ်ဘူးကျွန်တော်ရှောက်တော့တိုင်းပညာဝန်ကလူရည်ကြုံဖြစ်တယ်กว่าဆိုပြီးတော့မှဖေဖော်ဝါရီလပညာသင်နှစ်ကုန်ငံနီးမှာကျွန်တော်အလယ်တန်းပြဆရာခိုင်းညီကုန်းချုပ်မှာတတိယရာလေးတစ်ခုရှိပြောပြရစီကျွန်တော်ချက်သူမိန်းကလေးခုဘယ်ရောက်နေတော့ကျွန်တော်နေတဲ့ရန်ကုန်မှာရှိပါတယ်ဘာဖြစ်နေတော့ကျွန်တော်မြီးများရဲ့အဖွားဖြစ်နေပါတယ်